ဝိုင်းရထပ်ဆောပြပါပဲဖြစ်ပါတယ်ကတော့ရန်ဆောနေတာပါခဏတော့ကြာမှာပေါ့နော်ဘယ်ကောင်းကိုင်းရမယ့်တိုင်ပန်နေတာဒီကောင်ကိုင်းလို့စဉ်းစားရဒီကောင်ကတော့တော့အရင်ဖုန်းကယူခံရလို့မရှိတော့ပါဘူးခင်ဗျဒီကောင်နှစ်ကောင်တော့အစားရှိပါတယ်ခဏတော့ကြာမယ်ဗျနော်ဖဒီရတာပေါ့နော်ဖုန်းအသစ်ဆိုတော့စပါမယ်စာရတွေကအပုံကြီးပြနေရပါတော့ရိုးနေပြီပေါ့အခုမှရေးကြည့်ဟိုမှာ run ဆော့နေတာပါဗျာ run ဆော့နေတာဗျာခဏရောက်ဆော့ပါကျွန်တော်ဒီမဆော့နေတာပါတော့ဘယ်မှန်းတန်းနေတယ်ဆောင်းအန်းကျန်းနေတာတော့မဟုတ်ဘူးပေါ့နော်ကင်တက်လို့ပဲကျွမ်းနေတာပါဆောင်းအန်းကျန်းနေတာမဟုတ်ပါဘူးကင်တက်လို့ကျွမ်းနေတာပါခင်ဗျာကင်တက်လို့ကျွမ်းနေတာပါခင်ဗျာကောင်းခဏလေးနဲ့ရတယ်တကယ်ပွဲဒီမှာဆိုမရဘူးခဏလေးနဲ့ရတော့ခဏတော့ဆောက်ပါနည်းရုပ်နေဘူးပေါ့နော်ကျွန်တော်ဒီကောင်ရဲ့ပူပရီရဖြစ်လို့ပေါ့နော်ဒီကောင်ကိုင်းကျွမ်းရောပေါ့နော်အဲ့လိုဖြစ်နေတာကျွန်တော်ပြေးပြပါအောင်ခင်ဗျအတိုင်နေစီပါဝင်ကျုံးနေတမျိုးမထင်ပါနဲ့အရန်ကျန်းနေလို့မထင်ပါနဲ့နော်ကျွန်တော်စောနေတာပေါ့နော်ဘာမှမပြောတော့စောပဲစောပြတော့စစ်တုံးပါပြီဟုတ်ပြီနေရပါတယ်ဘယ်မနာတော့နိုင်သွားပါပြီနောက်ကြည့်ရတဲ့သူများကျေးဇူးတင်ပါတယ်